ဆရာခမညာတဲ့ကိုယ်တိုင်သင်တန်းလာတက်ပြီတဲ့တပိုင်တနိုင်လုပ်ငန်းလေးလုပ်လို့ပါတယ်တဲ့ဟောပါတယ်ကိုပိုင်နော်ကိုယ်တိုင်သင်တန်းလာတက်ပြီးတော့သူကတပိုင်တနိုင်လုပ်ငန်းလေးဒါလုပ်ချင်တယ်တဲ့ဒါရွေးချက်ကောင်းတယ်ဒါကြောင့်တဲ့နော်သင်တန်းကြီးလေးအပါတဲ့ရင်းနီးဘလောက်ကနေစလို့ရပါတယ်လေခင်ဗျာတဲ့နော်အမှားပါခင်လဲခွင့်လုပ်ပေးပါခင်ဗျာတဲ့နော်သူကသင်တန်းကြီးလေးအပါပေါ့နော်ဒါဘလောက်ကနေစလို့ရတယ်လေလို့သူကမေးတာဖြစ်ပါတယ်နော်အဲ့တော့ဒီဆရာတို့ရဲ့ဒီအပြင်သင်တန်းကြီးကတော့ဒါ3သိန်းခွဲသတ်မှတ်ထားပါတယ်နော်ဘယ်လောက်ကနေစလို့ရလဲဆိုလို့ရှိရင်ဘောင်ဘူးစားဖို့ပေါ့လीနော်ပြီးလို့ရှိရင်ကောဘောင်ကူကောစေးပေါ့ပြီးရင်ကျွန်တော်တို့ဆေးဆွဲတဲ့ပတ်တန်စေးနော်အဲ့တော့ဘောင်ကျစ်ဘောင်ဖောက်ဆေးဆက်ဆေးရိုက်ဘောင်ပြဖြတ်တဲ့အခြေခံစေးလုပ်ငန်းစတင်ဖို့အတွက်လိုအပ်တဲ့ကုန်ကျန်းလေးတွေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ရှိခက်ကာလဈေးအရာဆိုလို့ရှိရင်တော့ကျွန်တော်တို့9သိန်းကနေ10သိန်းလောက်ထိကျွန်တော်တို့အကြံဉာဏ်စတင်လို့ရမှာဖြစ်ပါတယ်နော်လော်ရင်းနဲ့ကျွန်တော်တို့ရတဲ့ပတ်စံလေးတွေပြန်စုပြီးတော့လုပ်ငန်းကိုကျွန်တော်တို့ဒါထက်ချက်ရပါတယ်နော်လက်လုတ်လက်စားတဲ့ကြုံရကြပန်းအလုပ်သမားမလို့တဲ့လက်ထဲမှာရှိတဲ့ငွေလေးနဲ့ချိန်ဆကြည့်မလို့ပါဆရာတဲ့နော်လောက်ကြီးရဖြင့်သူကဘဝကိုတိုးတက်ခြင်းနဲ့စိတ်ရှိတယ်ဆိုတော့ဒါပေါ်လွင်ပါတယ်နော်အဲ့တော့အခုကျွန်တော်တင်တဲ့ကိုလာတက်တယ်ဆိုလို့ရှိရင်ကျွန်တော်လက်လုတ်လက်စားကြုံရကြပန်းသမားပဲဖြစ်ဖြစ်နော်ဒါဝန်ထမ်းတွေပဲဖြစ်ဖြစ်ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့အကြံပေးနေတဲ့အရာတစ်ခုရှိပါတယ်နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိနော်ဝန်ထမ်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဝန်ထမ်းတွေဖျောက်ခိုင်းပါဘူးဘာဖြစ်လဲဆိုတော့လက်ရှိအလုပ်ကကျွန်တော်တို့ထမင်းကျွေးနေတဲ့အလုပ်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကနော်တနင်္ဂနွေတရက်တော့ကျွန်တော်တို့နားခွင့်ရှိပါတယ်နော်ဒါဝန်ထမ်းတွေဆိုလို့ရှိရင်ကျွန်တော်တို့တစ်ပတ်ကိုတရက်နော်နားခွင့်ရှိကြပါတယ်ဒီကလူတယောက်ရဲ့ကျွန်တော်တို့ဒါနော်တိုးတက်မှုဒီဘယ်ပေါ်မှာလဲမူတည်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ plan B ပေါ်မှာမူတည်တာပါနော်ဒါဝန်ထမ်းလို့ကျွန်တော်တို့မနေ့ရှိညနေ9ပေါ့ဒါဆိုညနေ9နာရီနောက်ပိုင်းဆိုရင်ကျွန်တော်တို့ကိုပိုင်အချိန်ဖြစ်သွားပြီဒီကိုပိုင်အချိန်ကိုကျွန်တော်တို့ကဘာလို့ခိုင်းတာလဲဆိုရင်ရေမိုးချိုထမင်းစားတောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က9နာရီလောက်ကနေပြီးတော့10နာရီလောက်ထိကျွန်တော်တို့စေးရိုက်ခိုင်းပါတယ်နော်နားရတဲ့တင်းနှင်းငွေတရက်ကိုကျွန်တော်တို့ကဘာလုပ်ရတာလဲဆိုလို့ရှိရင် market နော်ကျွန်တော်တို့offline market ဆင်းရတယ်ပေါ့ဗျာနော်ဒါကျွန်တော်တို့ဆိုလို့ရှိရင်ကျောင်းသားတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းဆိုင်တွေပေါ့နော်ကျွန်တော် mail လမ်းမပေါ်မှာကျွန်တော်ဖုန်းဆိုင်တွေအများကြီးရှိတယ်ဗျာ48နော် recycle bag တွေနော်အဲ့300ဒီ3လမ3ရဘူးဗျာအဲ့လိုမျိုးကျွန်တော်ဆိုင်နေစလောက်ရအောင် market ဆင်းဗျာကျွန်တော်တို့နော်ဒါကုန်ကျန်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဒါရန်ကုန်မှာကျွန်တော်တို့ပင်းစက်ုံတွေအများကြီးရှိပါတယ်เนาะကျွန်တော်တို့ရွှေနန်းတော်ကဒီ48+8စက်ရုံကနေပြီးတော့စင်ပယ်စီးတွေဝယ် market ဆင်းထဲဆိုင်တွေမှာရွှေဆိုင်တွေမှာတုံးတယ် plastic တွေတုံးတယ်ဆိုင်နေစက်ရအောင်ကျွန်တော်တို့ market ဆင်းเนาะဒါဆိုရင်ပေးရတဲ့ကိုကျွန်တော်တို့ offline မှာလည်းကျွန်တော်တို့ဒါ market တွေဆင်းရတယ်ဒီ bucket ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါ social media ခေတ်ရောက်လာပြီပေါ့ဗျာเนาะကျွန်တော်တို့ဒါFacebook လို့ TikTok လို့ပုံမှာကျွန်တော်တို့နေ့စဉ်ကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေပေါ့ကျွန်တော်တို့ဘာတွေဝန်ဆောင်မှုပေးခဲ့တယ်ဘာတွေလုပ်တယ်နေ့တိုင်းကိုလုပ်တာကိုတင်ပေါ့ဗျာเนาะတကယ် design မမတ်လုပ်တယ်တေချာစူးစမ်းတယ် market ကိုကျွန်တော်တို့တေချာဆင်းတယ်ဆိုလို့ရှိရင်ဝန်ထမ်းလဲလုပ်เนาะပြီးရင်ကိုပိုင်စီးပွားရေးတစ်စက်လုပ်ငန်းကို plan B အနေနဲ့ကျွန်တော်တို့စိတ်ရှိနဲ့8လတစ်နှစ်လောက်တေချာစူးစမ်းလုပ်မယ်ဆိုလို့ရှိရင်တလရဲ့ income ဒီကျွန်တော်တို့လက်ရှိလုပ်ငန်းတဲ့အများကြီးတာလွန်ပြီးကျော်လွန်လာပါလိမ့်မယ်အဲ့ဒီချိန်ကြမှာကျွန်တော်တို့ကဝန်ထမ်းတွေကိုကျွန်တော်တို့ကကိုယ်ပိုင်စီးပွားရေးကိုခြေစုံပစ်ပြီးတော့ဝင်ခိုင်းတာဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်တော့ကျွန်တော်ဖြေတဲ့ဒီအရာကလူချင်းမင်းအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကျွန်တော် online သင်တန်းတက်ပြီးတော့เนาะလုပ်ငန်းအောင်မြင်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ comment ကိုကျွန်တော်ဖတ်ပြမယ်အပြင်သင်တန်းအောင်လာတက်တာမဟုတ်ဘူးเนาะ online သင်တန်းသင်ပြီးတော့လုပ်ငန်းလုပ်ပြီးတော့အောင်မြင်နေတဲ့ကျွန်တော် online သားရဲ့သင်တန်းစတက်တော့เนาะ comment လေးပေါ့
သူ messenger နဲ့ကျွန်တော်ကိုလာပြောထားတဲ့ comment လေးကျွန်တော်တခုဖတ်ပြပေးပါမယ်เนาะကျွန်တော်အားတဲ့အရင်ကဘာလို့မှမရှိဘူးတဲ့အလုပ်လျှောက်ရတာလဲအဆင်မပြေဘူးတဲ့ဆရာစီကတစရိုက်တဲ့တက်ပြီးတဲ့အလုံးနဲ့တဲ့အိမ်ကိုလည်းထောက်ပံ့လို့ရနေပြီဆရာတဲ့ great ကဲကိုကျွန်တော်တို့ယူချင်းမြင့်တဲ့ခွင့်အားရစေမယ်စကားဖြစ်ပါတယ်ဒီပုဂ္ဂိုလ်ကတော့เนาะလက်ရှိမှာကျွန်တော်တို့တစရိုက်လုပ်ငန်းမှာကျွန်တော်တို့အောင်မြင်နေတဲ့ခေတ်စွမ်းအားတစရိုက်လုပ်ငန်းရဲ့ founder ကိုစောထက်ဖြစ်ပါတယ်ဒီကကျွန်တော်တို့စူးစမ်းခြင်းနဲ့စိတ်တိုးတက်ခြင်းနဲ့စိတ်အောင်မြင်ခြင်းနဲ့စိတ်ဆန္ဒပြင်ပြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောင်မြင်မှုဆိုတာကျွန်တော်တို့အတွက်နော်ပါလေးပဲချတာပါလူကြီးမင်းလားတေချာဒီဇိုင်းမတ်နဲ့တေချာစူးစမ်းလောက်ကင်မယ်ဆိုလို့ရှိရင်ဆရာတို့ဘက်ကအောင်မြင်အောင်ကူညီပံ့ပိုးပေးဖို့အတွက်တက်မှာပဲနော်ဒါဆိုရင်ကျွန်တော်တို့ online သင်တန်းသင်ပြီးတော့တောင်လုပ်ငန်းတွေဒီလိုအောင်မြင်နေတယ်ဆိုလို့ရှိရင်လူကြီးမင်းတို့လိုအပြင်မှာလာတက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့တောင်အောင်မြင်နိုင်ပါသေးတယ်ကျွန်တော်တော့ကဘာတိတစ်စက်သင်တန်းကျောင်းရဲ့ founder and trainer ဆရာဘိုးလေးဝင်းဖြစ်ပါတယ်တစ်စက်သင်တန်းကိုအပြင်သင်တန်းတွေလည်းဖွင့်ပေးထားတယ် online သင်တန်းတွေလည်းဖွင့်ပေးထားပါတယ်အပြင်သင်တန်းကတော့သင်တန်းအပတ်စဉ်180နှစ်ဒီဇင်ဘာ19-20-21 3ရက်သင်တန်းဆင်အပ်လို့ရပါပြီအပြင်သင်တန်းကတော့လူပြည့်တာမြန်ပါတယ်လူရည်ကန့်သက်ထားလည်းပါပါတယ်သင်တန်းအချိန်နဲ့ဆိုလို့ရှိရင်အမည်ဖုန်းနံပါတ်လိပ်စာသင်တန်းကျောင်းရဲ့ဖုန်းနံပါတ် Viber 399682645656မှာဆင်ပြီးအနိုင်ပါပြီဒီစက်သင်တန်းကိုကျွန်တော်တို့ရန်ကုန်ကိုလူကိုယ်တိုင်လာရောက်မသင်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ online သင်တန်းတွေဖွင့်ပေးထားပါတယ်ဆရာရဲ့ဒီစက်ရဲ့သင်တန်း online class မှာနော်လက်ရှိသင်ယူနေတဲ့သင်တန်းသားပေါင်း1100ကျော်ရှိပါတယ်အဲ့တော့ဆရာတို့သင်တန်းကျောင်းဟာမြန်မာပြည်တွင်းနဲ့မဟုတ်ပါဘူးဆရာရဲ့ဒီစက်သင်တန်း online class ကပြည်ပထိတောင်ကျွန်တော်တို့ပေါက်ပါတယ် online မှာပဲသင်အပြင်မှာပဲသင်လူကြီးမင်းဘက်ကအောင်မြင်တိုးတက်ခြင်းနဲ့စိတ်သင်ယူတက်မြောက်ခြင်းနဲ့စိတ်ပြင်ပြရင်ဆရာတို့ဘက်ကသင်ယူတက်မြောက်အောင်သင်ပေးဖို့ ready ပါပဲကူညီပေးဖို့စင်သင့်ပါပဲလုပ်ငန်းလို့ခက်ခဲပြတယ်ဆိုလို့ရှိရင်အချိန်မေးဖုန်းဆက်မေးလို့ရတယ်လိုရလို့ရှိရင်ဗီဒီယိုကောနဲ့ကျွန်တော်တို့ဖြည့်ပေးပါတယ်တကယ်ကိုတက်မြောက်အောင်ကူညီပေးနေတဲ့သင်တန်းကျောင်းဖြစ်ပါတယ်သင်တန်းမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်